ဘောလုံးလောကရဲ့နေမင်းတစ်စင်တကယ်ပဲနှိမ့်မြုပ်သွားခဲ့ပါပြီ1993စီးကင်းရဲ့ငွေတစိမ့်ရှင်ကွင်းလက်ဖန်တီးရှင်ကြီးဦးတင်မြင့်အောင်ကိုကျမတို့ထာဝရလက်လွတ်လိုက်ရပါပြီမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝမ်းနည်းစရာသတင်းတစ်ခုဖြစ်ပေမဲ့မြမလက်ရွေးစဉ်အသင်းအတွက်တက်တာလုံးပေးဆက်သွားခဲ့တဲ့ကနဝင်လူသားတယောက်ရဲ့ဘဝနောက်ဆုံးခရီးအကြောင်းကိုဂုဏ်ပြုတင်ဆက်ပေးခြင်းပါတယ်ဆရာဦးတင်မြင့်အောင်ဟာကစားသမားဘဝကနေနီးပြဘဝအထိဘလို့မှတ်တိုင်တွေစိုက်ထူခဲ့တယ်လေသူခြံထားခဲ့တဲ့အမွေအနှစ်တွေကဘာတွေလဲဆိုတာဒီဗီဒီယိုလေးမှာအတူတူကြည့်ရှုရင်ဆရာကိုနောက်ဆုံးဂုဏ်ပြုလိုက်ရအောင်ပါရှင်မြမလက်ရွေးစဉ်ကစားသမားဟောင်းဦးတင်မြင့်အောင်ဟာအသက်59နှစ်အရွယ်မှာပဲ96ပါယောဂဝေဒနာနဲ့မတ်လ23ရက်နေ့နနက်7:50အချိန်မှာ Grand Hunter ဆေးရုံကြီးမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်မတ်လ25ရက်နေ့မှာတော့ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ရေဝေးတုတ်တံမှာဇာပနအခမ်းအနားကိုကျင်းပခဲ့ပြီးမိတကြိုခဲ့ပါတယ်ဒီနောက်ဆုံးခရီးကိုမိသားစုဝင်တွေအပြင်သူနဲ့အတူလက်တွဲခဲ့မှုတဲ့ဘောလုံးလောကသားတွေကစားသမားတွေနဲ့မိတ်ဆွေတင်ကားဟာအများအပြားကဝမ်းနည်းကြေကွဲစွာနဲ့လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်ဆရာဦးတင်မြင့်အောင်ဟာမြမဘောလုံးလောကမှာပတ်စုံတော်တဲ့ပညာရှင်တစ်ယောက်လို့ဆိုရမှာပါကစားသမားဘဝမှာ1993စီးကိန်းငွေတစ်စိမ့်ရခဲ့တဲ့မြမလက်ရွေးစင်အသင်းရဲ့အဓိကတိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခဲ့သလို1998ခုနှစ်မှာအကောင်းဆုံးကစားသမားစုရခဲ့တာဟာသူ့ရဲ့အရေးအချင်းကိုတက်တည်ပြနေတာပါနီးပြဘဝမှာအမျိုးသားအသင်းရောအမျိုးသမီးအသင်းကိုပါကင်တွယ်ခဲ့တဲ့အပြင်အေယာဝတီအသင်းနဲ့လည်းအောင်မြင်မှုတွေရယူခဲ့ပါတယ်ဒါဟာနီးပြတိုင်းလုံနိုင်ခဲ့တဲ့အလုပ်မျိုးပါပရိသတ်တွေရဲ့မှတ်ချက်တွေကိုကြည့်မယ်ဆိုရင်လည်းဆရာဟာအမြဲတမ်းစိတ်သဘောထားကောင်းပြီးမျိုးဆက်သစ်တွေကိုလက်တွဲခေါ်ယူတတ်သူပါဆိုပြီးတညီတညွတ်ထဲချီးကျူးနေကြတာကိုတွေ့ရပါတယ်အထူးသဖြင့်2025ခုနှစ်နိုဝင်ဘာလမှာ MFF Service Award ကိုရရှိခဲ့တာဟာဆရာရဲ့တက်တာကြိုးပမ်းမှုကိုအတိအမှတ်ပြုလိုက်တာဖြစ်လို့ဆရာမဆုံးပါခင်ဒီလိုဂုဏ်ပြုခံခဲ့ရတာဟာတကယ်ကိုဝမ်းသာစရာကောင်းခဲ့ပါတယ်မြမဘောလုံးလောကအားနည်းနေချိန်မှာဆရာလိုနီးစနစ်ပိုင်းကျွမ်းကျင်တဲ့သူတယောက်ဆုံးရှုံးသွားတာဟာမြမလက်ရွေးစဉ်အသင်းအတွက်ကြီးမားတဲ့ဟာကွက်တစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်မမြင်မိပါတယ်ရှင်ဆရာဦးတင်မြင့်အောင်ကောင်းရာသူကတိလားပါစေလို့ကျမတို့ channel ကနေလည်းထပ်တူထပ်မျှဆုတောင်းပေးလိုက်ပါတယ်ပရိသတ်တို့ရောဆရာဦးတင်မြင့်အောင်ရဲ့ကစားသမားဘဝဒါမှမဟုတ်နီးပြဘဝမှာအမတ်ရဆုံးအခိုက်အတန့်တွေရှိရင် comment မှာရေးသားပြီးမျှဝေပေးသွားကြပါဦးအခုလိုမြမဘောလုံးလောကနဲ့ပတ်သက်နေတဲ့သတင်းတွေကိုအမြဲသိချင်နေဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်